လာပါကလေးတို့ရေဦးတို့ရဲ့ပုံမြင်အေး YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Q လေး data ရဲ့စွမ်းစားခန်းအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပုံမြင်လေးမစခင်ဦးတို့ရဲ့ YouTube channel ကို like and subscribe လုပ်ပေးသွားအောင်နော်ဟိုးဝေးကြီးဟာတောင်မြကြီးရဲ့ထိပ်မှာဘာတွေရှိမလဲဆိုတာကလေးတို့သိကြလား Q ကောင်လေး data ကတော့အဲ့ဒါကိုသိကျင်နေတာကြားပါပြီတခြားတငယ်ချင်းတွေကမင်းကနှေးလာ ਈ လားတောင်ထိပ်ကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးလို့ပြောကြပေမဲ့တတာကတော့အရှုံးမပေးပဲအိမ်မက်မက်နေခဲ့လေတယ်ဒီနေ့မနက်ခင်းမှာတော့တတာဟာခီးစထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာတလက်မချင်းရှောက်လန်းခဲ့တယ်လမ်းမှာခုံပေါက်ပြေးလွှားနေတဲ့ရုံကလေးတွေပြန်တန်းနေတဲ့အကလေးတွေကသူ့ကိုကြည့်ပြီးတတာကြီးမင်းဒီအချိန်နဲ့ဆိုရင်အသက်ကြီးမှရောက်မှာပဲလို့ရီမောခဲ့ကြတယ်။ဒါပေမဲ့တတာကတော့ပြုံးပြပြီးတလန်းချင်းဆက်သွားနေခဲ့ပါတယ်။ရုတ်တရက်မိုးရီတဲကြီးမဲကြီးရွာချလိုက်ပါတော့တယ်။တတာဟာတည့်ရကြီးတစ်ခုအောင်မှာခိုးနားနေတော့ရင်းနှီးမလို့ဖြစ်နေတဲ့ပြည့်စိတ်တအုပ်ကိုတွေ့သွားတယ်။သူဟာသူ့ရဲ့ခိုင်မာတဲ့ Q ဖုန်းထဲမှာပြည့်စိတ်လေးတွေကိုခိုးနားခွင့်ပေးပြီးကယ်တင်ခဲ့ပါတယ်။မိုးတိတ်သွားတဲ့အခါပြည့်စိတ်တွေကကျေးဇူးတင်တဲ့အနေနဲ့ဒတာလမ်းလျှောက်ရလွယ်အောင်လမ်းတစ်လျှောက်ကကြောက်ခဲလေးတွေကိုဖယ်ပေးခဲ့ရတယ်လေ။ရက်ပေါင်းများစွာကြိုးစားပြီးတဲ့နောက်မှာတော့ဒတာဟာတောင်ထိပ်ကိုရောက်သွားပါပြီ။အဲဒီကနေကြည့်လိုက်တဲ့အခါတကဘာလုံးဟာရွှေရောင်တောက်နေပြီးတိမ်တိုက်ဖြူဖြူလေးတွေကသူ့နားမှာပြန်တန်းနေကြတယ်။သူဟာအမြင့်ဆုံးနေရာကိုရောက်သွားတဲ့ပထမဆုံးQ ကောင်လေးဖြစ်သွားပါပြီ။ကလေးတို့ရေတတာကဦးတို့ကိုတင်ပေးလိုက်တာကတော့ဘလောက်ပဲနေလက်မလျှော့ပဲဆက်သွားနေရင်တနေ့မှာကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်မှာပဲဆိုတာပါပဲ။ကလေးတို့လည်းအိမ်မက်တွေကိုကောင်းတဲ့ဖော်ဖို့တတာလေးလိုဇွဲရှိကြပါနော်။နောက်ထပ်စိတ်ဝင်စားစရာပုံမြင်တွေကိုလည်းပြပြပေးသွားမှာဖြစ်လို့ဦးရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးသွားအောင်နော်နောက်ထပ်စိတ်ဝင်စားစရာပုံမြင်လေးတွေနဲ့ပြန်တွေ့ကြမယ်တတာ